ဒီကနေ့မှာတော့အာရှနိုင်ငံတွေနဲ့ကိုရီးယားနိုင်ငံမှာအရန်ကိုခစ်စားနေတဲ့အလှပဆန်နှုန်းတွေဖြစ်ကြတယ်။ဥပမာမျက်ရည်ဖော်တာမေယိုးတွေကို V shape ဖြစ်အောင်လုပ်တာနဲ့အသားဖြူအောင်ဆေးတွေထိုးတဲ့အကြောင်းတွေနဲ့အဲ့ဒီလိုဆန်နှုန်းတွေနောက်ကိုလွန်လွန်ကဲကဲလိုက်မိသွားရင်လည်းဘဝတစ်ခုလုံးဆိုးဆိုးဝါးဝါပြောင်းလဲသွားခဲ့ရတဲ့ဝမ်းနည်းစရာသတင်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။အဲ့ဒါကတော့Han Miyoku ဆိုတဲ့ကိုရီးယားအမျိုးသမီးလေးရဲ့အကြောင်းပဲဖြစ်ပါတယ်။ Han Miyoku ကို1963ခုနှစ်မှာတောင်ကိုရီးယားနိုင်ငံမှာမွေးဖွားခဲ့တဲ့သူ့ရဲ့မိသားစုကအရန်ကိုဆင်းရဲခဲ့ပြီးတော့အဖေဖြစ်တဲ့သူကအလုံးလက်မဲ့ဖြစ်ပြီးတော့အမေဖြစ်တဲ့သူကလည်းသူ့ရဲ့သားသမီးတွေကိုဝါဝါလင်လင်ကျွေးမွေးနိုင်ဖို့အတွက်ပတ်စံလိုက်ပြီးတော့ချီးရတဲ့အထီကိုရှားပါခဲ့ပါတယ်။အဲ့ဒီလိုခက်ခဲတဲ့ဘဝအခြေအနေကနေရုန်းထွက်ပြီးမိသားစုကိုမရှိနွမ်းပါဘဝကနေကဲတင်ခြင်းတဲ့စိတ်နဲ့မီယိုကူကအဆိုတော်တယောက်ဖြစ်လာဖို့သူအိမ်မက်မှတ်ခဲ့တယ်။အသက်20ကျော်အရွယ်မှာတော့သူရဲ့အိမ်မက်တွေတကယ်တမ်းဖြစ်လာခဲ့ပါတယ်။ဂျပန်နိုင်ငံမှာ model နဲ့ club မှာဖျော်ဖြေရတဲ့အဆိုတော်တယောက်အနေနဲ့အလုပ်ရခဲ့ပြီးတော့ရုပ်ရည်ချောမောလှပတဲ့အတွက်ကြောင့်ခဏလေးအတွင်းမှာတင်လူသိများပြီးတော့အောင်မြင်လာခဲ့ပါတယ်။အဲ့ဒီတုန်းကသူ့ရဲ့ဓာတ်ပုံတွေကိုကြည့်လိုက်မယ်ဆိုရင်ရွှေလန်းနဲ့အပြုံးတောင့်တင်းချောမောတဲ့အသားရည်နဲ့အရန်ကိုလှပလွန်းတာကိုတွေ့ရမှာပါ။သူ့ရဲ့အလားကဆိုရင်အနောက်တိုင်းဆန်လွန်းတဲ့အတွက်ကြောင့်ကိုရီးယားရဲ့ Broke She လို့တော့မှတင်စားခေါ်ခဲ့ကြပါတယ်။လူအများရဲ့ချီးကျူးခံရမှုတွေကဆဆချင်းမှာကောင်းမွန်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူ့ရဲ့ဘဝတစ်ခုလုံးကိုဝါမျိုးသွားခဲ့ပါတယ်။လူတယောက်ကိုရုပ်ရည်တစ်ခုတည်းနဲ့ပဲအမြဲတမ်းအကဲဖြတ်ချီးကျူးနေမယ်ဆိုရင်အချိန်ကြာလာတဲ့အမျှအဲ့ဒီလူကသူ့ရဲ့တန်ဖိုးကရုပ်ရည်ပဲဆိုပြီးတော့စိတ်ထဲမှာထင်မှတ်သွားတတ်ပါတယ်။မီယိုကူကလည်းအဲ့ဒီအတိုင်းဖြစ်သွားခဲ့ပါတယ်။သူကမှန်ရှိမှတင်နိုင်ပေါင်းများစွာအချိန်ဖြုံးပြီးတော့သူ့ကိုယ်သူပြန်ပြီးတော့ကြည်တက်နေလွန်းတဲ့အတွက်ကြောင့်မလို့တငယ်ချင်းတွေကဆိုရင်မှန်မင်းသမီးလို့တော့မှစနောက်ခေါ်ဝေါ်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူကသူ့ရဲ့မေယိုကဆိုရင်အရန်ကိုကြည်လွန်းနေဆိုပြီးတော့သူကထင်လာတယ်။သူ့ရဲ့အသားရည်ကိုလည်းအဲ့ဒီထက်မကပို့ပြီးတော့ချောမွေ့ချင်လာတယ်။သူ့ရဲ့ပုံတွေကိုကြည့်မယ်ဆိုရင်အပြူလူတွေအတွက်ကတော့ဘာအပြစ်ဆိုစရာမှမရှိအောင်လှပနေရဆိုပေမဲ့အဲ့ဒီနေရာမှာသူကသူ့ရဲ့ရုပ်ရည်မှာအမြဲတမ်းလိုအပ်ချက်တွေရှိနေရဆိုပြီးတော့ထင်မြင်မိတဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကိုပါစတင်ခံစားလာရတာပါ။ဒါတွေအပြင်သူအသက်20နှောင်းပိုင်းရောက်လာတဲ့အချိန်မှာတော့ super model အဆိုတော်ငယ်လေးတွေနဲ့ရှင်းလိုက်မယ်ဆိုရင်အိုမင်းရင်ရော်သွားမှာအရေးအကြောင်းတွေပေါ်လာမှာကိုအယမ်းကိုကြောက်ရွံ့လာခဲ့ပါတယ်။အသက်28နှစ်အရွယ်မှာတော့အိုမီယိုကူကနှစ်ဖူးပေါ်ကအရေးအကြောင်းတွေကိုပြုပြင်ဖို့အတွက်ဆိုပြီးတော့ပထမဆုံးအကြိမ်ဆေးထိုးပြုပြင်မှုဒါမယ်ဖေလာကိုစတင်ပြုလုပ်ခဲ့ပါတယ်။ရလဒ်ကိုအယမ်းသဘောကျသွားခဲ့ရကနေနောက်တစ်ကြိမ်အဲ့ဒီကနေပြီးတော့ထက်ခါလှုပ်ရင်းနဲ့နောက်ဆုံးမှာတော့ဆေးထိုးပြုပြင်မှုတွေအပေါ်မှာဆွဲလန်းသွားခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အများသူရဲ့မျက်နှာကသဘာဝမဟုတ်ဘဲနဲ့ဖောင်းပွရောင်ရမ်းတဲ့ပုံစံမျိုးဖြစ်လာခဲ့တယ်။စိတ်မကောင်းစရာကတော့အဲ့ဒီအချိန်မှာမီယိုကူကအလားပါအတွက်တင်မဟုတ်တော့ဘဲနဲ့ပြင်းထန်တဲ့စိတ်ကျန်းမာရေးဝေဒနာကိုပါစတင်ခံစားနေရပါပြီ။မီယိုကူကသူ့ရဲ့စိတ်ထဲမှာဆိုရင်နင်းအရန်ရုပ်ဆိုးတယ်ဆေးထိုးပြုပြင်မှုတွေထပ်ပြီးတော့လုပ်ရမယ်ဆိုတဲ့အတန်တွေကိုကြားနေခဲ့ရပါတယ်။သူအဲ့လိုမျိုးအတန်တွေကြားနေရကနေပြီးတော့အလားပါဆိုင်ရာဆေးထိုးလိုက်တဲ့ခဏတာမှာဆိုရင်အဲ့ဒီအတန်တွေကတိတ်ဆိတ်သွားလေရှိရဲ့အတွက်ကြောင့်အဲ့ဒီအတန်တွေရဲ့ရန်ကနေပြီးတော့ခိတခဏတက်တာခွင့်ရဖို့ဆေးထိုးတာကိုပို့ပြီးတော့မှဆွဲလန်းလာခဲ့ပါတယ်။သူအသက်30ကျော်အရွယ်ရောက်လာတဲ့အချိန်မှာတော့စိတ်ကျန်းမာရေးနဲ့ဆွဲလန်းမှုအရန်ဆိုးလာတဲ့အတွက်ကြောင့်အဆိုတော်အလုပ်ကိုဆက်လုပ်လို့မရတော့ဘဲနဲ့ကိုရီးယားကသူ့ရဲ့မိသားစုစီကိုပြန်လာခဲ့ရတယ်။အဲ့ဒီခေတ်တုန်းကပြောရရင်1990ပြည့်တဲ့ဒီနောက်ပိုင်းနှစ်တွေတုန်းကစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဘ ഹു တုတနေပါသေးတဲ့အတွက်ကြောင့်မိသားစုကဆိုရင်လေဒီဟာကိုသူ့ကိုယ်သူယုံကြည်မှုအားနည်းတာဆိုပြီးတော့ပဲထင်ခဲ့ကြပါတယ်။ဒါကြောင့်နောက်ဆုံးတစ်ချိန်ပြုပြင်လိုက်မယ်ဆိုရင်အဆင်ပြေသွားမှာပါဆိုတဲ့အမာယုံမကင်းတဲ့အတွေးနဲ့ပတ်စံစုပြီးတော့ပြုပြင်ပေးခဲ့ကြပေမဲ့မီယိုကူကဆေးထိုးတာတွေကိုဇက်တိုက်ပြုလုပ်နေခဲ့ပါတယ်။နောက်ပိုင်းမှာဆိုရင်မိသားစုကသူ့ကိုစိတ်ကျန်းမာရေးကုသမှုခံယူခိုင်းစေခဲ့ပေမဲ့သူ့ဘက်ကနေပြီးတော့ဆေးကုသမှုကိုဆွန့်လွတ်ခဲ့ပြီးတော့မိသားစုနဲ့အဆင်မပြေတော့တဲ့အတွက်ကြောင့်တယောက်တည်းတီးသန့်ခွဲထွက်နေထိုင်ခဲ့ပါတယ်။တယောက်တည်းနေထိုင်တဲ့အချိန်မှာဆိုရင်ထိန်းချောင်းပေးမဲ့သူလည်းမရှိတော့စိတ်ကျန်းမာရေးအခြေအနေပုံမပြီးတော့ဆိုးဝါးလာခဲ့တယ်။သူ့ရဲ့ပတ်စံတွေကုန်သွားတဲ့အချိန်မှာတော့တရားဝင်ဆရာဝန်တွေစီကိုသူကမသွားနိုင်တော့ဘဲနဲ့တရားမဝင်ဆေးတွေကိုဝယ်ယူပြီးတော့သူ့ဘာသာသူ
ပြန်ထိုးတဲ့အထိဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းအဲ့ဒီတရားမဝင်ဆေးတွေကိုပါမဝယ်နိုင်တော့တဲ့အခါမှာစားသုံးစီဒီအရေးပြောထားတဲ့ခရင်တွေစက်မှုစုံသုံးဆီလီကွန်တွေနဲ့ဘီလက်မြေတွေအထိခန္ဓာကိုယ်ရဲ့ထဲ့သွင်းတဲ့ဆိုးဝါးလာတဲ့အခြေအနေအထိကိုရောက်ရှိသွားခဲ့ပါတယ်။မကြခင်မှာပဲအဲ့ဒီလိုမျိုးမသိင့်တော်တဲ့ drug ဝတ္ထုတွေကြောင့်သူ့ရဲ့မျက်နှာကမူလထက်နှစ်ဆမကပဲနဲ့ကြီးမားဖောင်းပွားလာပြီးတော့မေးရိုးနဲ့လေပင်တွေမှာဆိုရင်သူထိုးထည့်ထားတဲ့ဆီလီကွန်နဲ့ဘီလက်မြေတွေကမာခဲသွားခဲ့ပါတယ်။တစ်ချိန်လုံးကအရန်လှပခဲ့တဲ့မီယိုခုကရုပ်ပြက်ဆင်းပြက်ဖြစ်သွားခဲ့ရပြီးတော့လမ်းမှာလူတွေကသူ့ကိုတွေ့ရင်တောင်မှရှောင်ပြေးတာကလေးတွေကလှောင်ပြောင်ကြတာတွေကိုရင်ဆိုင်ခဲ့ရပါတယ်။သူ့ရဲ့ပုံစံကြောင့်ပဲ The Fun Lady ဆိုပြီးတော့နာမည်ဆိုးနဲ့လူသိများလာခဲ့တယ်။2004ခုနှစ်မှာတော့တောင်ကိုရီးယားရုပ်သံလိုင်းတစ်ခုကနေပြီးတော့သူ့ရဲ့ဖြစ်စဉ်ကိုရုပ်သံရိုက်ကူးပြီးတော့ပြသခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာရိုက်ကူးနေတဲ့အချိန်မှာဆိုရင်မီယိုကူရဲ့ဘဏ်အကောင့်ထဲမှာ$2နဲ့ညီမျှတဲ့ပတ်စံပဲကျန်တော့တယ်။လျှက်စစ်မီတာကမပေးနိုင်တဲ့အတွက်ကြောင့်အမောင်ထဲမှာနေထိုင်နေရတာဆိုရင်လည်း6လနီးပါးလောက်ရှိနေပါပြီ။မျက်နှာနဲ့လေပင်ပေါ်ကလေးလံမှုတွေကြောင့်အသက်ရှူရခက်ခဲပြီးတော့လေပင်နာကျင်တဲ့ကျန်းမာရေးပြဿနာတွေခံစားနေရတာကိုပါတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီအကြောင်းအရာရုပ်သံထုတ်လွှင့်မှုကကြီးစုသူပြိသက်ပေါင်းများစွာရဲ့ရင်ကိုထိမှန်စေခဲ့ပြီးတော့ကိုရီးယားမှာတင်မကဘဲနဲ့တကဘာလုံးကပါစာနာတနာမှုတွေနဲ့စိတ်ဝင်စားမှုကိုရရှိသွားခဲ့ပါတယ်။ရုပ်သံထုတ်လွှင့်ပြီးတဲ့နောက်မှာတကဘာလုံးကစာနာသူတွေတနာသူတွေရဲ့လူဒန်းမှုကြောင့်စေကူသားစရိတ်128တန်းရရှိခဲ့ပါတယ်။အဲ့ဒီနောက်ရှစ်နှစ်တာအတွင်းမှာမီယိုခုကမျက်နှာပြုတ်ပြည့်ခွဲစိတ်မှုပေါင်းများစွာကိုခံယူခဲ့ရပါတယ်။ဆရာဝန်တွေကသူ့ရဲ့မျက်နှာနဲ့လေပင်တွေကမတန့်ရှင်းတဲ့ drug ဝတ္ထုပစ္စည်း4ကီလိုဂရမ်ကျော်နဲ့ပိုရှန်နေတဲ့အရေးပြ60ဂရမ်ကိုဖယ်ရှားပေးခဲ့ရပါတယ်။ drug ဝတ္ထုတွေကြောင့်အသားတီရှူတွေပျက်စီးသွားခဲ့ရတဲ့အတွက်ကြောင့်မလို့မျက်ခွန်တွေနဲ့မျက်နှာအစိပ်ပိုင်းအချို့ကိုပါဖယ်ရှားခဲ့ရပါတယ်။ခွဲစိတ်မှုတွေပြုလုပ်ခဲ့ရဆိုပေမဲ့မူလမျက်နှာအတိုင်းလုံးဝပြန်လည်မရရှိတော့ဘဲနဲ့အဆင့်နှစ်အဆင့်ရှိတဲ့မျက်နှာပိုင်းဆိုင်ရာမတန်ဆွမ်းမှုဖြစ်သွားခဲ့ရပါတယ်။မျက်လုံးမိတ်လို့မရတော့တာနဲ့စကားပြောရခက်ခဲတာမျိုးတွေကြုံတွေ့ခဲ့ရပေမဲ့အဲ့လောက်အထိတက်တာလာတာကိုပဲဆရာဝန်တွေကအံ့ဩဖွယ်ရာရလတ်ဆိုပြီးတော့သတ်မှတ်ခဲ့ကြပါတယ်။အဲ့ဒီလိုမျိုးကြောက်စရာကောင်းလာတဲ့အဖြစ်အပျက်ကြီးဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာမီယိုကူကသူ့ရဲ့စိတ်ကျန်းမာရေးကုသမှုကိုတည်တည်ချာချာခံယူခဲ့ပြီးတော့လက်ရှိရောက်နေတဲ့သူ့ရဲ့ရုပ်ရည်ကိုအမှန်အတိုင်းလက်ခံနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူကတစ်လကို$200နီးပါးရတဲ့အခွန်မာအသီးတွေကိုနှွာတဲ့အလုပ်လေးကိုလုပ်ပြီးတော့ငြိမ်းချမ်းစွာနေထိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း2018ခုနှစ်ဒီဇင်ဘာလမှာတော့အသက်56နှစ်အရွယ်မှာသူမကွယ်လွန်သွားခဲ့ပြီဆိုတဲ့သတင်းထွက်လာခဲ့တယ်။မီယိုခူရဲ့ဘဝဆက်ကြောင်းကဆိုရင်စိတ်ကျန်းမာရေးရဲ့အရေးပါမှုနဲ့အလားပါဆိုင်ရာစံနှုန်းတွေရဲ့အမောင်ဘက်ချမ်းကိုမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။ကိုလှပကျင်ကြတဲ့စိတ်ဆန္ဒဆိုတာလူတိုင်းမှာရှိတတ်ကြစမြဲပါပဲအရေးကြီးတဲ့အချက်ကတော့ကိုယ့်ရဲ့တန်ဖိုးကိုရုပ်ရည်တစ်ခုရဲ့ပေါ်မှာပဲအခြေမပြုသင့်ပါဘူးကို့မှာရှိတဲ့အရေးအချင်းဇာရိတာနဲ့ဖန်တီးနိုင်စွမ်းစတဲ့အရာတွေကမှလူအဖွဲ့အစည်းကိုအမှန်တကယ်အကျိုးပြုနိုင်တာပဲဖြစ်ပါတယ်အလားပါအတွက်ပြုပြင်တာဝိချတာစတိုင်ပြောင်းလဲတာတွေကိုယုံကြည်မှုတိုးတက်ဖို့အတွက်လှုပ်ဆောင်တာအဆင်ပြေတယ်ဆိုပေမဲ့ရုပ်ရည်တစ်ခုတည်းနဲ့တော့ကိုယ့်ရဲ့တန်ဖိုးကိုမသတ်မှတ်လိုက်ပါနဲ့ဒီအကြောင်းအရာမှာသူ့ရဲ့ရုပ်ရည်ကိုပဲအဓိကပြောပြခဲ့ပေမဲ့ဟန်မီယိုကူကတကယ့်ကိုတာယာလှပတဲ့အတန်ပိုင်ရှင်အဆိုတော်တယောက်ဖြစ်ခဲ့တယ်ဆိုတာကိုပါဂုဏ်ပြုပြီးတော့ဖော်ပြပေးခြင်းပါတယ်နော်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ဦးနော် social media တခြား platform တွေပေါ်မှာဆိုရင်လည်း follow လုပ်ထားနိုင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်နော်